သူကတော့ဗီဒီယိုများကိုပံ့ပိုးပေးုံဖြစ်လာစဉ်ရင်းနှီးမြုပ်နှံမှုအကျိုးအမြတ်များရရှိနိုင်တဲ့နည်းလမ်းတစ်ခုရှိကြောင်းပြောပြပါတယ်။ဒါဟာ Finflix တစ်ခုတည်းလားမဟုတ်ပါဘူး။ Hookflix, Kickflix, Streamflix, Redflix စတဲ့ line တွေလည်းပါဝင်ပါတယ်။ သူ့ရဲ့ YouTube လိုင်းများအားလုံးပေါင်းရင်စည်ရင်းသွင်းသူ3တန်းကျော်နဲ့ဘီလီယံနဲ့ချီတဲ့ကြည့်ရှုမှုတွေရရှိထားပါတယ်။ဒီနှစ်မှာတော့ပုံမကြီးထွားလာဖို့အလားအလာတွေရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ NFL ရဲ့ကြည့်ရှုနှုန်းဟာတမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ NBA ကလည်းအားကစားလောကကိုလွှမ်းမိုးတော့မှာဖြစ်ပြီး MLB ရာသီကလည်းစံချိန်တင်အောင်ကောင်းမွန်ခဲ့ပါတယ်။ကမ္ဘာဖလားကလည်းအကြီးမားဆုံးအားကစားပွဲဖြစ်လာနိုင်ခြေရှိနေတာကိုသူကဖော်ပြပါတယ်။ ဒီချိန်ဟာယင်းနှီးမြုပ်နှံသူတဦးအိမ်နဲ့ပူးပေါင်းဖို့အကောင်းဆုံးချိန်ဖြစ်တယ်လို့သူကဆိုပါတယ်။သူက Gigastar နဲ့ပူးပေါင်းပြီးလိုင်းများရဲ့အနာဂတ် AdSense ဝင်ငွေရဲ့ရာခိုင်နှုန်းတစ်ခုကိုပေးအပ်နေပါတယ်။ Gigastar Market ကနေတဆင့်ဝင်ငွေခွဲဝေမှုကန့်လန့်ချက်မှာယင်းနှီးမြုပ်နှံတဲ့အခါ Channel Revenue Tokens CRTs တွေကိုဝယ်ယူရတာဖြစ်ပါတယ်။ဒါတွေကတော့လိုင်းများရဲ့ YouTube ကြော်ညာဝင်ငွေရာခိုင်နှုန်းကိုကိုးစားပြုပါတယ်။ ဒီ CRTs တွေကနေတဆင့်လာဆင်ပေးချေမှုများရရှိနိုင်တဲ့အလားအလာရှိပါတယ်။ယင်းနှီးမြုပ်နှံမှုအဆင့်3ဆင့်ရှိပြီး Gold, Platinum, Diamond လို့ခေါ်ပါတယ်။အဆင့်တစ်ခုစီမှာမတူညီတဲ့ဈေးနှုန်းတွေနဲ့အထူးအကျိုးကျေးဇူးတွေရှိနေပါတယ်။ အကျိုးကျေးဇူးတွေကတော့ဘယ်တော့မှအများပြည်သူကိုမပြသပေးထားတဲ့ဗီဒီယိုများပရိသတ်တွေကိုအမိခေါ်ပြောကြားပေးခြင်းဗီဒီယိုများကိုကြိုတင်ကြည့်ရှုခွင့်ရခြင်းတို့ပါဝင်ပါတယ်။လာဆင် YouTube ဝင်ငွေကို Gigastar မှာတဆင့်ယင်းနှီးမြုပ်နှံသူတွေနဲ့သူ့ရဲ့ကြားမှာအလိုအလျောက်ခွဲဝေပေးပါတယ်။ ဒီလုပ်ငန်းစဉ်အားလုံးဟာလုံခြုံစိတ်ချရပြီးပွင့်လင်းမြင်သာမှုရှိပါတယ်။ CRTs တွေကိုမယောင်းမီထနစ်ကြာကင်ဆောင်ထားရမယ့်ကာလတစ်ခုသတ်မှတ်ထားပါတယ်။တစ်နှစ်ပြည့်ပြီးတဲ့အခါယင်းနှီးမြုပ်နှံသူတွေဟာသူတို့ရဲ့ CRTs တွေကို Gigastar Second Market မှာဆက်လက်ကင်ဆောင်ထားဖို့ထပ်ဝယ်ဖို့ဒါမှမဟုတ်ရောင်းချဖို့ဆုံးဖြတ်နိုင်ပါတယ်။သူ့ရဲ့ line တွေကြီးထွားလာတာနဲ့အမျှယင်းနှီးမြုပ်နှံမှုကလည်းကြီးထွားလာနိုင်ပါတယ်။ရရှိလာတဲ့ရန်ပုံငွေတွေနဲ့သူကတော့အရင်ကတည်းကပုံမများပြတဲ့အကြောင်းအရာတွေကိုတင်ဆက်ဖို့စီစဉ်ထားပါတယ်။အားကစားပွဲတွေမှာလည်းတီးတန့်အကြောင်းအရာတွေကိုရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ရန်ပုံငွေတွေကို line တွေအားလုံးမှာအဖွဲ့အစည်းကြီးတွေတည်ဆောက်ပြီးယာဒီဥတုမရွေရေရှည်တည်တန့်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။သူကတော့ပုံမှန်ဘန်းတွေဒါမှမဟုတ်ယင်းနှီးမြုပ်နှံသူအချို့စီကိုမသွားပဲသူ့ကိုပထမဆုံးဗီဒီယိုများစကြည့်ခဲ့တဲ့အချိန်ကတည်းကပံ့ပိုးပေးခဲ့တဲ့ပရိသတ်တွေစီကိုလာရောက်ပါတယ်။အကြောင်းကတော့ပရိသတ်တွေဟာလိုင်းများရဲ့အလားအလာကိုအရင်နှီးဆုံးသိသူတွေဖြစ်လို့ပါ။ဒါဟာလိုင်းများကိုပံ့ပိုးရုံတည်းမဟုတ်ပဲအားလုံးအတူတကွပူးပေါင်းပြီးအောင်မြင်မှုတစ်ရက်ကိုတည်ဆောက်နိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်။ဒါပေမဲ့ယင်းနှီးမြုပ်နှံမှုရဲ့စီကံချက်တွေနဲ့အန်တရည်တွေကိုဂရုတစိုက်ဖတ်ရှုဖို့လိုအပ်ပါတယ်။ယင်းနှီးမြုပ်နှံထားတဲ့ပမာဏဆုံးရှုံးနိုင်တဲ့အန်တရည်လဲပါဝင်တာကိုသူကအလေးထားပြောကြပါတယ်။